မင်္ဂလာပါမျိုးတို့ရေဒူဒီပရို channel ကနေနေထွေးစာကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဆရာပြပေးမယ့်မူလေးကတော့တနင်္လာမနက်ခင်းနဲ့အင်္ဂါမနက်ခင်း break power ကြတဲ့မူတိုက်ဆိုင်နေတာကညနေခင်းရော break power ကြနေတယ်နော်အဲကြတော့မနက်ခင်း break power ရောညနေခင်း break power ရောကိုတခါတည်းအဲ့မူလေးနှစ်ခုစလုံးကိုတခါတည်းပြပေးသွားမယ်နော်အဲဒီကြတော့အမျိုးတို့ကဒါနှစ်နှစ်တာကာလနှစ်နှစ်ကျော်မယ်လဲထင်ပါတယ်ကပ်ပင်မှာတပင်းမှမဖောက်ခဲ့တဲ့မူတွေနော်တိတ်ပြီးခိုင်မာတဲ့မူတွေဒူဒီဆရာကြီးတွေအခါချင်းဝင်နဲ့ရောင်းစားမဲ့မူတွေပေါ့ဗျာဒါမူတော့ပဲဆရာမပြမှာမဟုတ်ဘူးဒူဒီပရိုကတော့စေနာမြစ်တာရှေ့ထားပြီးတော့ဆရာလေးပြင်းညှင်းဆရာဟာရီကိန်းတို့ကိုနမူနာယူအမိပြုပြီးတော့ဥထိတ်ထားပြီးတော့ဒါသူတို့ရဲ့နီးပညာအတိုင်းပဲဒူဒီပရိုကနေပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့ပထမဦးဆုံးမနက်ခင်း break power ကြားတဲ့မူကိုစပြီးကြည့်လိုက်အောင်เนาะဒီမှာပထမဦးဆုံးအကတ်မှာ6တဲဆိုပြီးတော့ break power ကြားတယ်เนาะအဲ့ဒီမှာဘလို့အကွက်ကို3ရက်အတွင်းကြားတယ်ဒီမူရဲ့တဘာဝက3ရက်အတွင်းပဲကြားခဲ့တာများပါတယ်အလွန်ဆုံး4ရက်ပေါ့ဗျာเนาะ3ရက်အတွင်းကိုကြားမယ်မူကျွန်တော်ပြသပေးမယ်အဲ့တော့ဒီမှာ6တစ် break power ကြလို့6တစ်เนาะအပေါ်က6 power 1နှစ်ခတ်9 6တစ်9ပါတော့6တစ် break เนาะတင်5ဆိုပြီးတော့ထွက်တယ်เนาะ6တစ်9ပါတော့6တစ် break တင်5ထွက်သွားပါတယ်เนาะနောက်တစ်ခါဒုတိယကတ်ကျွန်တော်တို့ဒီမှာနှစ်ခွန်ဆိုတဲ့ break ထပ်အောင်ကြပါတယ်နှစ်ခွန်4ပါတော့နှစ်ခွန် break เนาะကြည့်မယ်ဟော4ပါတဲ့ခွန် break တရက်တော့နောက်ကိုစုပ်သွားတယ်ဒါတကွန်တလီတော့နောက်ကိုတရက်စုပ်ပါတယ်เนาะနှစ်ခွန်4ပါတော့နှစ်ခွန် break ကြားတယ်เนาะတွေ့လားနောက်တစ်ခါအဲ့ဒီမှာပဲ83ဆိုတဲ့เนาะ break power ကြပါတယ်အဲ့83 break power ကြလို့83တစ်ပါတော့83 break 30ဆိုပြီးတော့ကြပါတယ်เนาะဒီမှာ3ရက်အတွင်းကြခဲ့တာเนาะနောက်တစ်ပင်49เนาะတနင်္လာအင်္ဂါထက်အောက် break power ကြတဲ့မူ49နှစ်ပါတော့49 break 90ဆိုပြီးတော့ကပ်ပြီးတခါတည်းချသွားပါတယ်เนาะနောက်တစ်ခါခွန်နှစ်ဆိုတဲ့ break power ထောက်ကြတယ်ခွန်နှစ်3ညပါတော့ခွန်နှစ် break 9နှစ်ဆိုပြီးတော့ကပ်ပြီးတော့တခါတည်းဆက်ချပေးသွားပါတယ်မြင်တယ်နော်နောက်တစ်ခါကျွန်တော်တို့နောက်တစ်ကပ်49ထောက်49ကြတယ်49နှစ်ပါတော့49 break နော်49နှစ်ပါတော့49 break ဒီမှာကတော့ကျွန်တော်တို့49 break နှစ်ခုစလုံးကြားတယ်နော်49နှစ်တော့ထိမသွားဘူးပေါ့နော်49 break ကတော့တောက်လျှောက်ကတ်ချသွားတယ်နော်နောက်တစ်ခါကျွန်တော်တို့ဒီမှာ38နော်38 5ပါတော့38 break နော်38 5ပါတော့38 break ဆိုတော့သူကဒီမှာကတော့ကျွန်တော်တို့သူ့ရဲ့ဘိုင်းကနန်းပါတဲ့ကနန်းကတော့နော်9ရက်မြောက်4ရက်မြောက်မှလာကြသွားတယ်9ရက်မြောက်မှလာကြသွားတယ်နော်နောက်တစ်ခါကျွန်တော်တို့နောက်တစ်ကပ်မှာ16နော်16ပါတော့16 break 16ပါတော့16 break 83ဆိုပြီးတော့3ရက်တွင်ကြာတယ်နော်နောက်တစ်ခါ95 36 49 49နှစ်ပါတော့
လေကိုဘရိတ်လေးငါဆိုပြီးတော့2ရက်အတွင်းကြာသွားတယ်နော်အဲ့မှာကျွန်တော်တို့နောက်တစ်ကတ်38ထပ်အောင်ကြတယ်385ပါတော့38ပရိတ်နော်385ပါတော့38ပရိတ်ဒီမှာတက်ခွန်ကြာသွားတယ်နော်ဒီတည်းပဲပြန်ကြာသွားတယ်နော်အဲ့မှာကျွန်တော်တို့အခုလေးရှင်းတဲ့နှစ်ခွန်ဆိုပြီးတော့ကြာသွားတယ်ကြာသွားတဲ့အခါမှာကျွန်တော်တို့နှစ်ခွန်လေးပါတော့နှစ်ခွန်ပရိတ်နော်အဲ့ဒီဟာကိုနှစ်ခွန်ပရိတ်ကိုကျွန်တော်တို့ဒီနှစ်ခွန်လေးဘိုင်နဲ့ဟာကိုမိန်ထားပြီးထိုးပြီးတော့နှစ်ခွန်ပရိတ်ကိုတေချာပေါက်3ရက်အတွင်းဂိုင်းလို့ရပါတယ်နော်နောက်တစ်ခါကျွန်တော်တို့ညနေပရိတ်ပါဝါကြတဲ့မူတွေကိုဆက်ပြမယ်အဲဒီပရိတ်ပါဝါကြတဲ့မူကလည်းထုံနည်း၎င်းပဲနော်ယူပုံယူနည်းထိုးကွက်ထုတ်ပုံထုံနည်းအတူတူပဲအဲဒီတော့ကျွန်တော်တို့ပထမဆုံးကတ်မှာ6-4နော်6-4 6ပါတော့6-4ပရိတ်နော်ဒီမှာ4-5ဆိုပြီးတော့3ရက်တွင်ကြာတယ်နော်နောက်တစ်ခါကျွန်တော်တို့ဒီမှာနှစ်ခွန်4ပါတော့နှစ်ခွန်ပရိတ်နှစ်ခွန်4ပါတော့နှစ်ခွန်ပရိတ်ဒီမှာဖောင်းရတရရှိတော့နောက်ကိုတရဆောက်သွားတယ်ခွန်80ဆိုတော့ခွန်ပရိတ်နော်တခါနောက်တစ်ခါ3-5နော်3-5ခွန်ပါတော့3-5ပရိတ်ဟော2ရက်အတွင်းခွန်8ဆိုပြီးတော့ကြာသွားတယ်နော်ဒီမှာလူဘေးမှာတခါနောက်တစ်ခါ3-5ခွန်ပါတော့3-5ပရိတ်ခွန်3ဆိုပြီးတော့ကတ်ကြာသွားတယ်နော်ဒီမှာ3ဘူးဆိုပြီးတော့2ကြိမ်အောင်ကြာသွားပါတယ်နော်တခါနောက်တစ်ခါကျွန်တော်တို့ဒီမှာနှစ်ခွန်ဆိုတဲ့ပရိတ်ထက်အောက်ဆက်ပါဝါဆင့်ထားပါတယ်အဲ့ဒီမှာနှစ်ခွန်4ပါတော့နှစ်ခွန်ပရိတ်80ဆိုပြီးတော့ကြာပါတယ်နော်နောက်တစ်ခါဒီမှာ6မြင်ရလား6ဆိုတော့6-9ပါတော့6ပရိတ်6-9ပါတော့6ပရိတ်မှာဘိုင်းဒီမှာတကွန်းဘိုင်းမဝင်မိမဲ့6ပရိတ်ကတော့ဝင်ကြီးသွားပါတယ်နော်ခါနောက်တစ်ခါ6-4 6ပါဒီကောင်ခုနပြသွားပြီလား6-4 6ပါတော့6-4ပရိတ်ဒီမှာ6-3နော်6-4 6ပါတော့6-4ပရိတ်အဲ့ဒီမှာတခါ9ပရိတ်နော်ဝင်ခဲ့တယ်နော်ကြားထဲမှာဘိုင်းမပါပြီမဲ့တခါနောက်တစ်ခါ9ထောက်ကြတယ်ညနေခင်း9-3ညပါတော့9ပရိတ်9နှစ်ဆိုပြီးတော့ကတ်ချသွားတယ်နော်ဒီမှာဘိုင်းမပါတဲ့2ပရိတ်ချသွားတယ်နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမှာညနေခင်းမှာလဲ4-9ဆိုပြီးတော့အထက်အောက်ပရိတ်ပါဝါချထားတယ်4-9နှစ်ပါတော့4-9ပရိတ်ဟာမိန်အဖြစ်နဲ့ကစားပြီးတော့ကျန်တဲ့4-9ပရိတ်ကိုရန်ကစားလို့ရပါတယ်ဟော3ရက်အတွင်းမှာအဲ့ကျတော့ကျွန်တော်တို့3ရက်အတွင်းမှာနှစ်ခွန်ပရိတ်နဲ့4-9ပရိတ်4မျိုးဟာဒီ6ကြိမ်အတွင်းမှာကြာလာရအောင်ပါနော်ဒီမှာ2နှစ်ကျော်ကာလအတွင်းမှာတပယ်မှမဖောက်ခဲ့တဲ့မူပါဒီပရိတ်ကျော်အဓိကကတော့ပရိတ်ကျော်ပေါ့ဗျာနော်အဲဒီကျတော့ကျွန်တော်ဒီမှာမနက်ခင်းကနှစ်ခွန်4ပါတဲ့နှစ်ခွန်ပရိတ်မှာ22-5နှစ်80ခွန်5ခွန်ဆိုပြီးတော့အပူ2ကွက်နဲ့6ကွက်ထုတ်ပေးထားပါတယ်ဒါဒီနှစ်ခွန်ပရိတ်ကတော့ဒါမိန်အနေနဲ့ကစားမဲ့အကွက်တွေပါကျန်တဲ့နှစ်ခွန်ပရိတ်ကျန်တဲ့ကွက်တွေတော့ရန်ကစားပေါ့နော်နောက်တစ်ခါညနေခင်းမှာ4-9ပရိတ်မို့လို့4-9နှစ်ပါတော့4-9ပရိတ်မှာဟောဒီ6ကွက်ကိုမိန်ကစားပါနော်
ကျန်တဲ့၄ကိုပရိတ်ကိုရန်ကစားလိုက်ပါနော်မလွတ်အောင်အဲ့တော့အမျိုးတို့တွေကျန်တဲ့3ရက်အတွင်းမှာနော်ဆရာပြောတဲ့အတိုင်းသာထိုးလိုက်နော်ဒီကြာပေါက်ကြာကိုကြာရမယ်နှစ်ဆိုင်ပါနော်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ